ကိုရီးယားရုပ်ရှင်လောကမှာပရိသတ်တွေကိုအငိုဆုံးနဲ့အမျက်ရည်အကြရဆုံးရုပ်ရှင်တကားကိုပြပါဆိုရင် Miracle in Cell နောက်9ဆိုတဲ့ဒီကားကိုပဲပြရမှာပါဒီကားဟာလူတက်မှုတစ်ခုမှာမတရားဆွဆွဲခံရတဲ့ဖခင်တယောက်ရဲ့အဖြစ်မှန်ဇာတ်လမ်းကိုပုံဖော်ထားတာဖြစ်ပြီးလူတိုင်းပြန်ကြည့်ဖို့တောင်မရဲလောက်အောင်စိတ်မကောင်းစရာကောင်းတဲ့ဇာတ်ကားတကားပါဇာတ်လမ်းလေးက1998ခုနှစ်မှာစတင်ခဲ့တာပါလီယောင်ဂူဆိုတဲ့အမျိုးသားဟာအသက်30ကျော်ပေမဲ့သူ့ရဲ့အုံနောက်ဖွံ့ဖြိုးမှုကတော့6နှစ်သားအရွယ်မှာပဲရှိပါသေးတယ်သူနဲ့သူ့ရဲ့ချစ်စရာကောင်းတဲ့သမီးလေးရက်ဆန်တို့တားဖာနှစ်ယောက်ဟာတယောက်ကိုတယောက်အရန်ချစ်ကြပြီးအေးအေးချမ်းချမ်းနေထိုင်လာခဲ့ကြတာပါသမီးလေးရက်ဆန်က Sailor Moon ကြောပိုးအိတ်လေးကိုအရန်လိုချင်နေတာပါဒါပေမဲ့အဲ့ဒီအိတ်ကနောက်ဆုံးတစ်လုံးပဲကျွန်တော်တာဖြစ်ပြီးရဲချုပ်ရဲ့သမီးလေးကဝယ်သွားခဲ့ပါတယ်လီယောင်ဂူကအဲ့ဒီအိတ်ကိုသူ့သမီးအတွက်လိုချင်လို့တွားတောင်းပန်ပေမဲ့ရဲချုပ်ကသူ့ကိုရိုက်နှက်ပြီးမောင်းထုတ်ခဲ့ပါတယ်နောက်တစ်နေ့အလုပ်သွားနေတော့မှတော့ရဲချုပ်ရဲ့သမီးလေးကလီယောင်ဂူကိုတွေ့ပြီးတခြားတနေရာမှာဒီအိမ်မျိုးရှိသေးတယ်ဆိုပြီးလမ်းပြခေါ်သွားခဲ့ပါတယ်ဒါပေမဲ့လမ်းမှာနှင်းတွေကြောင့်ချော်လဲပြီးရဲချုပ်ရဲ့သမီးလေးဟာခေါင်းနဲ့မြေကြီးနဲ့ဆောင်းကကွယ်လွန်သွားခဲ့ပါတယ်ခြေနေကိုနားမလည်တဲ့လီယောင်ဂူကကလေးမလေးကိုအသက်ကယ်ဖို့ကဖလုပ်ပေးပြီးကူညီဖို့ကြိုးစားနေတာကိုလမ်းသွားလမ်းလာတယောက်ကမြင်ပြီးကလေးကိုမဖွယ်မရလုပ်နေတယ်လို့အထင်မှားကရဲတိုင်လိုက်ပါတော့တယ်နေဝင်ရိုးရီအချိန်မှာကလေးမလေးရက်ဆန်တယောက်အိမ်ရှိမှထိုင်ပြီးသူမရဲ့ဖခင်ပြန်လာမဲ့လမ်းကိုမျှော်နေခဲ့တယ်ဘတ်စကားတွေတစီးပြီးတစီးဖြတ်သွားပေမဲ့သူမအချစ်ဆုံးဖခင်ကတော့ပုံမလာခဲ့ဘူးသူမမသိတာကတော့ဖခင်ဖြစ်သူလီယောင်ဂူဟာမတရားဆွဆွဲချက်နဲ့ရဲစခန်းမှာဖမ်းဆီးခံထားရတယ်ဆိုတာပါပဲရဲစခန်းအပြင်မှာသတင်းထောက်တွေဝိုင်းအောင်နေပြီးလီယောင်ဂူကတော့ဘာဖြစ်လုပ်ခဲ့မှန်းတော့မသိရှာပါဘူးသူ့စိတ်ထဲမှာသမီးလေးစီအမြန်ပြန်သွားဖို့ပဲတောင်းပန်နေခဲ့တယ်သမီးလေးတယောက်တည်းကြောက်နေလိမ့်မယ်ကျွန်တော်ပြန်ရမယ်ဆိုတဲ့သူ့ရဲ့စကားတန်တွေကရဲအရာရှိတွေရဲ့ရိုက်နှက်မှုအောက်မှာပျောက်ကွယ်နေခဲ့ရပါတယ်တညလုံးစောင့်ခဲ့ပေမဲ့အဖေပြန်မလာဘူးမနက်မိုးလင်းတော့ရက်ဆန်တယောက်တည်းကြောင်းသွားဖို့ပြင်ဆင်ရတော့တယ်တစ်ဖက်မှာလည်းလီယောင်ဂူကိုအမှုခင်းပြန်လဲတရုပ်ပြဖို့အခင်းဖြစ်ပွားရနေရကိုရဲတွေကခေါ်လာခဲ့ပါတယ်မိုးတွေတဲထန်စွာရွာသွန်းနေတဲ့ကြားမှာလူအုပ်ကြီးကသူ့ကိုလူသက်သမားလိုဝိုင်းဝန်းဆဲဆိုနေကြတယ်ရဲတွေကသူ့ကိုဒီလိုလုပ်ခဲ့တယ်လို့ပြောစမ်းထားမှသမီးနဲ့တွေ့ရမယ်ဆိုပြီးအကြက်ကင်ခိုင်းစေနေခဲ့ပါတယ်ဖခင်ဖြစ်သူဟာသမီးနဲ့တွေ့ချင်စောနဲ့သူမလုပ်ခဲ့တဲ့အမှုတွေကိုသူလုပ်ခဲ့ပါတယ်လို့ဝန်ခံနေရတဲ့မြင်ကွင်းကတကယ်ကိုကြေကွဲစရာပါအခြေအနေတွေကပိုပြီးရုံးရင်ဆန်ခတ်ဖြစ်လာခဲ့တယ်တိတ်ဆုံးသွားတဲ့ကလေးမလေးရဲ့ဖခင်ကဒေါသတာကြီးနဲ့လီယောင်ဂူရဲ့နှာခေါင်းစည်းကိုဆွဲဖြုတ်လိုက်တဲ့အချိန်မှာပဲကြောင်းသွားနေတဲ့ရက်ဆန်တယောက်အဖေဖြစ်သူကိုလူအုပ်ကြားထဲမှာတွေ့သွားခဲ့ပါတယ်အဖေလို့အော်ဟစ်ပြီးပြေးလာတဲ့သမီးလေးကိုမြင်လိုက်ရတဲ့အချိန်မှာလီယောင်ဂူတယောက်ယူသွတ်မတက်ဖြစ်သွားခဲ့ရတယ်သမီးလေးအဖေချက်ချင်းပြန်လာခဲ့မယ်နော်မိုးတွေရွာနေတယ်သမီးလေးနေမကောင်းဖြစ်မယ်အိမ်ထဲဝင်တော့နော်ရဲကားပေါ်အတင်းဆွဲတင်ခံရတဲ့ကြားကသမီးလေးနေမကောင်းဖြစ်မှာကိုပဲစိုးရိမ်နေတဲ့အဖေတယောက်ရဲ့မြစ်တာလက်ထိတ်ခတ်ခံထားရတဲ့လက်နှစ်ဖက်နဲ့သမီးလေးကိုတစ်ခါလောက်ပဲဖြစ်ပွေးဖက်ချင်ပေမဲ့ကံကြမ္မာကသူတို့ကိုမညာတာခဲ့ပါဘူးမိုးဆက်တွေနဲ့အတူသမီးလေးရဲ့ငိုတန်တွေကလမ်းမပေါ်မှာကြံရစ်ခဲ့ပြီးဖခင်ဖြစ်သူကတော့ဝေးရကိုပါသွားခဲ့ရပါတော့တယ်ကဘာပေါ်မှာအချစ်ဆုံးသူကိုခွဲခွာရခြင်းထက်နာကျင်ရတာဘာရှိအောင်မလဲအခုမြင်နေရတဲ့ရောင်ကူဟာညံရည်မပြည့်မီတဲ့ဖခင်တူဖြစ်ပေမဲ့သူ့သမီးလေးရက်ဆန်ကိုတော့အသက်ထက်ချစ်ရှာသူပါဒါပေမဲ့ကံကြမ္မာကရက်ဆက်လုံးခဲ့ပါတယ်မတော်တဆမှုတစ်ခုကိုလူတက်မှုအဖြစ်အထင်မှားခံရပြီးရောင်ကူတယောက်နံပါတ်9480နှစ်ဆိုတဲ့အကျဉ်းသားနံပါတ်နဲ့အတူအချုပ်ခန်းထဲကိုရောက်သွားခဲ့ရပါတယ်သူရောက်သွားတဲ့နေရာကတော့နံပါတ်9အကျဉ်းခန်းပါအဲ့ဒီအခန်းထဲမှာလူသက်သမားတွေလူမိုက်တွေနဲ့တပြတွေစုနေကြတာပါအစပိုင်းမှာတော့လူမိုက်ကြီးတွေကရောင်ကူရဲ့ပြစ်မှုမှတ်တမ်းကိုကြည့်ပြီးသူ့ကိုဝိုင်းနှိပ်ဆက်ကြပါတယ်ဒါပေမဲ့သူတို့မသိတာကရောင်ကူဟာကလေးတယောက်လိုဖြူစင်လုံးပြီးသမီးလေးကိုပဲနင်းညံ့မပြတ်တန်းတက်နေသူဖြစ်တယ်ဆိုတာပါပဲအဖေထောင်ထဲရောက်သွားချိန်မှာသမီးလေးရဲဆောင်ဟာမိဘမဲ့ကေဟာကိုရောက်သွားခဲ့ရပါတယ်ဒါပေမဲ့သူဟာအဖေကိုအမြဲယုံကြည်ပြီးအိမ်တကားမှာသူ့ဘယ်မှာရှိလဲဆိုတဲ့လိပ်စာလေးကိုကတ်ထားခဲ့ပါတယ်အဖေပြန်လာရင်သူ့ကိုရှာတွေ့နိုင်ဖို့အတွက်ပေါ့ထောင်ထဲကအဖေကလည်းမြေကြီးပေါ်မှာသမီးလေးရဲ့မျက်နှာကိုပုံဖော်ပြီးအလွမ်းဖြစ်နေခဲ့ရပါတယ်တနေ့မှာတော့နံပါတ်9အခန်းကလူမိုက်ကြီးအနေနဲ့ဖြစ်နေတာကိုရောင်ကူကသူ့အသက်နဲ့လဲပြီးကယ်တင်လိုက်ပါတယ်ဒီအဖြစ်အပျက်ကြောင့်လူမိုက်ကြီးဟာရောင်ကူပေါ်ကျေးဇူးတင်သွားပြီးမင်းပါလို့ခြင်းလဲလို့မေးတဲ့အခါရောင်ကူရဲ့တခုတည်းသောဆန္ဒကသမီးလေးနဲ့တွေ့ချင်တာပါပဲအကျဉ်းသားတွေအားလုံးပေါင်းပြီးဒီဖြူစင်တဲ့ဖခင်အတွက်ဘလို့အံ့ဖွယ်ကိစ္စတွေလုပ်ပေးမလဲသမီးလေးနဲ့ဖခင်ဘလို့ပြန်တွေ့ကြမလဲဆိုတာကတော့မျက်ရည်မစဲနိုင်စရာပါပဲညံရည်မပြည့်ပေမဲ့သမီးပေါ်ထားတဲ့အချစ်ကတော့ဘယ်သူနဲ့မှမနှိုင်းယှဉ်နိုင်တဲ့မေတ္တာတရားပါပဲဗျာထောင်ကျနေတဲ့ဖခင်တယောက်အတွက်သမီးလေးနဲ့ပြန်တွေ့ဖို့ဆိုတာမဖြစ်နိုင်တဲ့အိမ်မက်တစ်ခုလိုပါပဲဒါပေမဲ့နံပါတ်9အခန်းကလူမိုက်ကြီးတွေကတော့ဒီအိမ်မက်ကိုအကောင့်ထဲဖော်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ရဲ့အစီအစဉ်ကတော့အတော်လေးကိုရဲတင်းလွန်းလာပါတယ်ထောင်ထဲမှာကျင်းပတဲ့ခရစ်ယာန်ဘာသာရေးအခမ်းအနားတစ်ခုကိုအခွင့်ကောင်းယူပြီးသမီးလေးကိုခိုးသွင်းဖို့သူတို့စီစဉ်ခဲ့တာပါအခမ်းအနားမှာတချင်းဆိုနေတဲ့ကလေးတွေကြားထဲမှာသမီးလေးရက်ဆန်ကိုအယောဝင်ခိုးသွင်းလိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့အခမ်းအနားပြီးလူစုခွဲတဲ့အချိန်မှာတော့ရက်ဆန်ကိုကတ်ထူပါလွတ်တစ်ခုထဲမှာဝက်ပြီးအခန်းထဲအထိတည်သွားဖို့ကြိုးစားရပြန်ပါတယ်ထောင်ဆောင်တွေရဲ့မျက်စိအောက်ကနေမုတ်ဖာရီတဲ့လူမျိုးနဲ့ရက်ဆန်ကိုနံပါတ်9အခန်းထဲအထိအောင်မြင်ခိုးတယ်လာနိုင်ခဲ့ပါတယ်အခန်းထဲရောက်လို့ဖာကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ဖခင်ဖြစ်သူယုံကူတယောက်သူ့ရဲ့အတ္တမြချစ်ရတဲ့သမီးလေးကိုအရှိမမြင်လိုက်ရတဲ့အခါဝမ်းသာလွန်လို့စကားတော်မပြောနိုင်တော့ပါဘူးသမီးလေးကိုဖတ်ပြီးရှိုက်ကြီးတင်ငိုကြွေးနေတဲ့ဖခင်ဖြစ်သူရဲ့မြင်ကွင်းကအခန်းဖော်လူမိုက်ကြီးတွေကိုတောင်စိတ်မကောင်းဖြစ်စေခဲ့ပါတယ်ဒါဟာသူတို့သားဖာအတွက်တော့အဖိုးမဖြတ်နိုင်တဲ့ပျော်ရွှင်မှုအခိုက်အတန့်လေးပါပဲပျော်ရွှင်စရာအချိန်တွေကကုန်ဆုံးသွားပြီးသမီးလေးကိုအပြင်ပြန်ပို့ရမယ့်အချိန်ရောက်လာပါပြီအစီအစဉ်ကတော့ဘာသာရေးအဖွဲ့ဝင်တွေပြန်တဲ့အချိန်မှာကလေးကိုဖားထဲထည့်ပြီးခိုးထုတ်ဖို့ပါဒါပေမဲ့အရာအလုံးကထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးထောင်ဆောင်တွေရဲ့စစ်ဆေးမှုကအရန်တင်းကျပ်နေတယ်လို့လူစုကွဲတဲ့အချိန်မှာအမှားယွင်းတစ်ခုဖြစ်သွားခဲ့ပါတယ်
ဘာသာရေးအဖွဲ့ဝင်တွေတင်ဆောင်လာတဲ့ကားကစတင်ထွက်ခွာသွားပါပြီ။ဒါပေမဲ့အခန်း9ကလူမိုက်ကြီးတွေနဲ့ရောင်ကူတယောက်ထိတ်လန့်သွားတာကသူတို့ခိုးထုတ်ပေးလိုက်တဲ့ဖာထဲမှာသမီးလေးရီဆောင်ပါမသွားခဲ့တာပါပဲ။ကားကဂိတ်အပြင်ကိုရောက်သွားပြီဖြစ်တယ်လို့ရက်ဆန်လေးကတော့ထောင်ထဲမှာပဲတောင်တင်ကြံရစ်နေခဲ့ပါတယ်။သမီးလေးရက်ဆန်ဟာအခြေအနေရက်ကြောင့်အမှတ်9အချုပ်ခန်းထဲမှာပဲဆက်နေဖို့ဖြစ်လာခဲ့ပါတယ်။အခြားအကျဉ်းသားတွေကတော့ကလေးလေးအဖမ်းခံရမှာကိုစိုးရိမ်နေကြပေမဲ့ဒီချစ်စရာကောင်းတဲ့ကလေးမလေးရောက်လာတာဟာသူတို့ရဲ့ညီးငွေ့စရာကောင်းတဲ့အကျဉ်းထောင်ဘဝကိုပျော်ရွှင်မှုတွေယူဆောင်လာပေးခဲ့ပါတယ်။နေရာမှာကတ်ထားတဲ့မိန်းကလေးပုံတွေကိုရက်ဆန်ကချမ်းမာဆိုးလို့ဆိုပြီးဆဲဝမွန်းဝတ်စုံလေးတွေဆွဲပေးခဲ့တယ်လို့လူတွေအားလုံးရှိမှလည်းဆဲဝမွန်းတချင်းလေးနဲ့ကခုန်ဖြောပြခဲ့ပါတယ်။ဒီလိုနဲ့အေးဆက်6တွေ့နေတဲ့အကျဉ်းထောင်ကြီးဟာကလေးမလေးရဲ့အပြုံးတွေကြောင့်နှွေးထွေးတဲ့မိသားစုလေးတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အကျဉ်းထောင်ဆိုတာကလေးတစ်ယောက်အတွက်လုံခြုံတဲ့နေရာမဟုတ်တာကြောင့်လူကြီးတွေကသူမကိုအပြင်ပြန်ပို့ဖို့စီစဉ်ကြပါတယ်။အကျဉ်းသားကောင်းဆောင်ကတန်ရှင်းရေးလုပ်နေရင်းနဲ့နောက်2ရက်မှာဘာသာရေးခန်းနာတစ်ခုရှိတာကိုသိလိုက်ရပါတယ်။အဲ့ဒီအခွင့်အရေးကိုတုံးပြီးရက်ဆန်ကိုအပြင်ခိုးထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ကံမကောင်းစွာနဲ့ပဲသူတို့ရောက်သွားတဲ့နေရာကခရစ်ယာန်ဘုရားကျောင်းဆောင်မဟုတ်ပဲဗုဒ္ဓဘာသာဘုန်းကြီးတွေတရားဟောနေတဲ့နေရာဖြစ်နေခဲ့ပါတယ်။အစီအစဉ်တွေလွဲချော်သွားပြီးရက်ဆန်ကိုအချုပ်ခန်းထဲပြန်ခေါ်လာခဲ့ရပါတယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့အလှည့်အပြောင်းတစ်ခုပေါ်လာပါတယ်။ထောင်မူကြီးကအခမ်းအနားတပ်ပုံတွေကိုကြည်ရင်းနဲ့ရက်ဆန်ကိုတတိထားမိသွားပြီးရုတ်တရက်ဝင်ရောက်စစ်ဆေးရာကနေသူမကိုတွေ့သွားခဲ့ပါတယ်။ဒေါသထွက်နေတဲ့ထောင်မူကြီးကရက်ဆန်ကိုမိဘမဲ့ဖေဟာကိုချက်ချင်းပြန်ပို့ဖို့အမိန့်ပေးလိုက်ပြီးရက်ဆန်ရဲ့အဖေယုံကူးကိုလည်းတိုက်ပိတ်ဖို့ခေါ်သွားပါတော့တယ်။မိုးတဲထန်စွာရွာသွန်းနေတဲ့ကြားမှာယုံကူးဟာထောင်မူကြီးကိုဒူးထောက်တောင်းပန်ပြီးသမီးလေးအေးမိလိုက်မယ်အခုမလွတ်ပါနဲ့အောင်လို့ငိုယိုပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ထောင်မူကြီးကမင်းကသူများသမီးကိုတတ်ထားတဲ့ကောင်မင်းသမီးကိုပြန်တွေ့ကျင်သေးတာလားဆိုပြီးရိုက်နှက်ကန်ကြောက်ခဲ့ပါတယ်။ယုံကူးကကျွန်တော်မတတ်ပါဘူးလို့အော်ဟစ်ညင်းဆန်နေပေမဲ့ဘယ်သူမှမယုံခဲ့ကြပါဘူး။အဲ့ဒီနောက်မကြခင်မှာပဲအခြားကျင်းသားတဦးကမကျေနပ်မှုတွေကြောင့်ထောင်ရဲ့မှတ်တမ်းခန်းကိုမိရှို့လိုက်ပါတယ်။မိတွေအကြီးကျယ်လောင်ကျွမ်းနေချိန်မှာထောင်မူကြီးဟာမိထဲမှာပိတ်မိနေတဲ့အကျဉ်းသားကိုကယ်ဖို့ကြိုးစားရင်းသူကိုယ်တိုင်ဒဏ်ရာရပြီးလဲကျသွားခဲ့ပါတယ်။အားလုံးကဘေးလွတ်ရာကိုပြေးနေကြပေမဲ့စိတ်တဘောထားနူးညံ့တဲ့ယုံကူးကတော့သူ့ကိုရိုက်နှက်ခဲ့တဲ့ထောင်မူကြီးကိုကယ်တင်ဖို့မိထဲကိုအသက်ဆုံးပြီးပြန်ဝင်သွားခဲ့ပါတယ်။နောက်တနေ့မနက်ဆေးရုံမှာတတိယလာတဲ့ထောင်မူကြီးဟာသူ့ကိုကယ်ခဲ့တာယုံကူးဖြစ်ကြောင်းသိလိုက်ရပါတယ်။ယုံကူးဟာထောင်မူကြီးကိုကယ်ထုတ်လာချိန်မှာကျွန်တော်တို့ထောင်မူကြီးကိုကယ်ပေးကြပါလို့အော်ဟစ်ပြီးငိုယိုနေခဲ့တာပါ။ဒီဖြစ်ရပ်ကြောင့်ထောင်မူကြီးရဲ့စိတ်ထဲမှာဒီလောက်စိတ်ရင်းကောင်းတဲ့သူကတကယ်ပဲလူသက်သမားဖြစ်နိုင်ပါမလားဆိုတဲ့တန်တရားတွေစတင်ဝင်ရောက်လာပါတော့တယ်။မိဘမဲ့ဂေဟာကိုပြန်ရောက်သွားတဲ့ရစန်းလေးဟာတနေ့ဖခင်ဖြစ်သူကိုလွမ်းဆွတ်တန်းတင်းရင်းနဲ့ပဲအချိန်တွေကိုကုံဆုံးနေခဲ့ရပါတယ်။ညဆိုရင်လည်းအဖေဖြစ်သူကိုပြန်မတွေ့ရတော့ဘူးဆိုတဲ့အသည့်နဲ့တကူတဲ့ငိုကြွေးနေခဲ့ရရှာတာပါ။ဒါကိုသတိထားမိတဲ့အတန်းပိုင်ဆရာမလေးကရစန်းရဲ့ဝမ်းထဲနေတဲ့မျက်နှာလေးကိုကြည့်ပြီးနှစ်သိမ့်ပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ပါနှက်တဲ့ရစန်းလေးကဆရာမကိုတခုပဲတောင်းဆိုခဲ့တယ်။အဲ့ဒါကတော့သူ့ဖေစီကိုလိုက်ပို့ပေးဖို့ပါပဲ။ဆရာမလေးဟာရစန်းလေးကိုခေါ်ပြီးထောင်ကြီးစီကိုရောက်လာတဲ့အခါမှာတော့အံ့အားသင့်သွားခဲ့ရပါတယ်။ဒီလိုချစ်စရာကောင်းတဲ့ကလေးမလေးရဲ့အဖေဟာလူသက်တရက်ခံတယောက်ဖြစ်နေမယ်လို့သူလုံးဝမထင်ထားခဲ့ဘူးလေ။အဖေဖြစ်သူရောင်ကူဟာလည်းသမီးလေးကိုပြန်တွေ့ရတဲ့အခါဝမ်းသာလွန်းလို့ယူမတက်ပါပဲဆရာမရှိမှလည်းသူ့သမီးလေးဟာဘလောက်လိမ္မာကြောင်းအိမ်မှုကိစ္စတွေကစဘလို့ကူညီပေးတတ်ကြောင်းဂုဏ်ယူဝင့်ကြွားစွာပြောပြနေခဲ့တာပါဒါပေမဲ့ဒီလိုပျော်ရွှင်စရာအချိန်လေးကခဏတာပါပဲခွဲခွာရမယ့်အချိန်ရောက်လာတဲ့အခါမှာတော့တားဖနှစ်ယောက်လုံးရင်ခွဲမတက်ငိုကြွေးကြပါတယ်ရောင်ကူဟာထောင်တကားဝါကနေသမီးလေးကိုမကြခင်အိမ်ပြန်လာခဲ့မယ်လို့ကတိတွေပေးရင်းအတင်းဆွဲခေါ်သွားခြင်းခံခဲ့ရပါတယ်ဒီမြင်ကွင်းကိုကြည့်နေရတဲ့ထောင်မူကြီးကိုယ်တိုင်တောင်စိတ်မကောင်းဖြစ်ပြီးရောင်ကူဟာတကယ်ပဲလူသက်သမားဟုတ်မဟုတ်တန်တရားဝင်လာခဲ့ပါတယ်သမီးလေးရက်စန်းနေမကောင်းဖြစ်ပြီးဆေးရုံတက်နေရတယ်ဆိုတာသိလိုက်ရတဲ့ထောင်မူကြီးဟာဆေးရုံကိုအပြေးလွှားသွားခဲ့ပါတယ်။အဲ့ဒီမှာရက်စန်းလေးကသမီးကိုလည်းဖမ်းသွားပေးပါ။အဖေစီလိုက်ချင်လို့ပါဆိုပြီးငိုယိုတောင်းဆိုခဲ့တာကြောင့်ထောင်မူကြီးရဲ့စိတ်နှလုံးကိုပြောင်းလဲစေခဲ့ပါတယ်။သူဟာရောင်ကူရဲ့အမှုတွဲတွေကိုပြန်စစ်ဆေးကြည့်တဲ့အခါမှာတော့မယိုးသားမှုတွေကိုစတင်တွေ့ရှိခဲ့ရပါတော့တယ်။တကယ်တော့အဲ့ဒီနေ့ကရောင်ကူဟာကလေးမလေးကြီးအောင်နောက်ကိုလိုက်သွားရင်းကလေးမလေးကရေခဲပြင်ပေါ်မှာချော်လဲပြီးအုတ်ခဲနဲ့ခေါင်းရိုက်မိကတေဆုံးသွားခဲ့တာပါ။အခြေခံရှေးဦးတူနာပြုစုနည်းသိထားတဲ့ရောင်ကူကကလေးမလေးကိုကယ်ဖို့ကြိုးစားနေတာကိုလမ်းသွားလမ်းလာတယောက်ကကာမနိုင်ကျင့်နေတယ်လို့အထင်မှားပြီးတိုင်ကြားခဲ့တာကြောင့်ဒီအမှုကဖြစ်လာခဲ့ရတာပါဒီအမှန်တရားကိုသိသွားတဲ့အခန်းနံပါတ်9ကအကျဉ်းသားတငယ်ချင်းတွေဟာရောင်ကူကိုလွတ်မြောက်စေဖို့အတွက်အစွမ်းကုန်ကူညီပေးကြပါတယ်ရောင်ကူတရားခွင်မှာအမှန်တိုင်းထွက်ဆိုနိုင်ဖို့အတွက်စာရီတင်ပေးလေ့ကျင့်ပေးကြတာဟာတကယ်ကိုကြည်နူးစရာမြင်ကွင်းလေးပါပဲမတရားမှုတွေပြည့်နေနေတဲ့ဒီလောကကြီးထဲမှာချစ်ချင်းမြတ်တာနဲ့အမှန်တရားကိုရှာဖွေဖို့ကြိုးစားနေကြတဲ့အခန်းနံပါတ်9ကလူစုလေးဟာနောက်ဆုံးမှာဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်ပေးကြပါဦးဒီနေ့ဟာလီယောင်ကူအတွက်နောက်ဆုံးတရားစီရင်ချက်ချမယ့်နေ့သူ့သမီးလေးစီပြန်နိုင်ဖို့မျှော်လင့်ချက်တွေနဲ့တရားရုံးကိုထွက်လာခဲ့တယ်။ထောင်ပိုင်ကြီးကလည်းရောင်ကူရဲ့အပြစ်ကင်းစင်မှုကိုယုံကြည်နေပြီးသူ့ကိုလက်ထိပ်ဖြုတ်ပေးကအပေးစကားတွေပြောခဲ့ပါတယ်။ရောင်ကူကတော့တရားခွင်မှာဘာပြောရမလဲဆိုတာကိုအလွတ်ကျရင်ရင်ခုန်စိတ်လှုပ်ရှားနေခဲ့တာပေါ့။ဒါပေမဲ့အခြေအနေတွေကသူထင်တယ်လို့ဖြစ်မလာခဲ့ပါဘူး။တရားခွင်မဝင်ခင်မှာရဲချုပ်ကရောင်ကူကိုတီးတန့်တွေ့ပြီးချိန်ချောက်ခဲ့တယ်။တကယ်လို့သူကအပြစ်မရှိကြောင်းညှင်းဆိုမယ်ဆိုရင်သူ့သမီးလေးရဲဆုံးကိုလည်းတေဆုံးသွားတဲ့ကောင်မလေးလိုမျိုးဖြစ်အောင်လုပ်ပြမယ်လို့ယုံမှာစွာပြောဆိုခဲ့ပါတယ်။ညံရီမပြေဝတဲ့ရောင်ကူတယောက်သမီးလေးရဲ့အသက်အန္တရာယ်အတွက်ကြောက်လန့်တုန်ကြီးသွားခဲ့ရတယ်။တရားခွင်ထဲရောက်တော့အစိုးရရှိနေတဲ့မိကွန်းတွေအောက်မှာရောင်ကူဟာရဲချုပ်ရဲ့ချင်းချောက်စကားတွေကိုပြန်ကြားရောက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သမီးလေးကိုကာကွယ်ဖို့အတွက်ရောင်ကူဟာမကျူးလွန်ခဲ့တဲ့အပြစ်တွေကိုဝန်ခံလိုက်ရပါတော့တယ်။ကျွန်တော်လုပ်တာပါကျွန်တော်တက်တာပါလို့ငိုယိုပြီးပြောနေတဲ့ရောင်ကူကိုကြည့်ပြီးထောင်ပိုင်ကြီးနဲ့သူ့တငယ်ချင်းတွေအံ့ဩတုန်လှုပ်ကုန်ကြတယ်။ရဲဆုံးလေးကတော့ဘာမှမသိပဲအဖေဖြစ်သူကိုငေးကြည့်နေရှာတယ်။တရားသူကြီးကရောင်ကူကိုတေတံမိတ်ချမှတ်လိုက်တဲ့အချိန်မှာတော့တလောကလုံးမှောင်တိကျသွားတယ်လို့ပါပဲ။
မတရားမှုတွေရှိမှအပြစ်ကင်းတဲ့ဖခင်တယောက်ဟာသမီးလေးအတွက်အနစ်နာခံပြီးအပြစ်သားဖြစ်ခံယူလိုက်ရပါတယ်။ဒါပေမဲ့အခန်းနံပါတ်9ကတငယ်ချင်းတွေကတော့လက်မလျှော့ခဲ့ပါဘူး။သူတို့တွေဟာရောင်ကူးနဲ့ရဲစွန်းလေးကိုလွတ်မြောက်စေဖို့အတွက်မိုးပြန်ပူဖောင်းကြီးတစ်ခုကိုတိတ်တဆိတ်ဖန်တီးခဲ့ကြတယ်။ထောင်ထဲကပွဲတော်ရက်မှာရောင်ကူးနဲ့သမီးလေးဟာမိုးပြန်ပူဖောင်းတောင်းတဲ့ကိုတက်လိုက်ကြပြီးကောင်းကင်ယံစီကိုတဖြည်းဖြည်းပြန်တက်သွားခဲ့ပါတယ်။ဒါဟာသူတို့သားအဖအတွက်အပျော်ရွှင်ဆုံးနဲ့အလွတ်လပ်ဆုံးအချိန်လေးပေါ့။မြေပြင်ကနေအားပေးနေတဲ့တငယ်ချင်းတွေနဲ့ထောင်ပိုင်ကြီးရဲ့မျက်နှာမှာလည်းအပြုံးတွေဝေးစာနေခဲ့ပါတယ်။နေဝင်ချိန်လကိုကြည်ရင်ကအဖေတို့တွေအိမ်ပြန်နေတာလားဆိုတဲ့ရဲစွန်းလေးရဲ့မိကုန်းကရင်ကိုထိခိုက်စေပါတယ်။ဒါပေမဲ့ကံကြမ္မာကရက်ဆက်လုံးပါတယ်။မိုးပြန်ပူပေါင်းကိုချိတ်ထားတဲ့ကျိုးကထောင်နေရန်ပေါ်ကစူးကျိုးတွေနဲ့ညှိသွားခဲ့တယ်။လွတ်မြောက်ခါနီးလေးမှာတင်သူတို့ရဲ့အိမ်မက်တွေဟာတန့်သွားခဲ့ရပါတယ်။နိုင်ရန်တစ်ခုချပြီးလွတ်မြောက်ခြင်းကိုငေးကြည့်နေရတဲ့ရောင်ကူးတို့တားဖကိုကြည့်ပြီးအောက်ကလူတွေအားလုံးမျက်ရည်ကျခဲ့ရတယ်။ဒါဟာသူတို့အတွက်လွတ်မြောက်ခြင်းနဲ့အနည်းဆက်ဆုံးအချိန်ဖြစ်တယ်လို့အဝေးဆုံးအချိန်လည်းဖြစ်သွားခဲ့ပါတယ်။ဒီနေ့ဟာရောင်ကူးအတွက်တော့တည်တံပေးခံရမယ့်နေ့ဖြစ်တယ်လို့သမီးလေးရဲစွန်းရဲ့မွေးနေ့လည်းဖြစ်နေပါတယ်။အခန်းနံပါတ်9ကတငယ်ချင်းတွေဟာရောင်ကူးရဲ့နောက်ဆုံးအချိန်လေးမှာသမီးလေးကိုပျော်ရွှင်စေချင်တာကြောင့်ထောင်ထဲမှာလှုပ်ဝက်ပြီးမွေးနေ့ပွဲလေးလုပ်ပေးခဲ့ကြတယ်။ရောင်ကူးကသူ့သမီးလေးအရန်လိုချင်နေတဲ့ Sailor Moon လွယ်အိတ်လေးကိုလက်ဆောင်ပေးနိုင်ခဲ့လို့အရန်ကိုဝမ်းသာနေရှာတာပါ။အပြစ်ကင်းစင်တဲ့အပြုံးတွေနဲ့ကိတ်မုတ်ခွဲရင်းတားဖားနှစ်ယောက်ပျော်နေကြတဲ့မြင်ကွင်းကကြည့်နေရတဲ့တငယ်ချင်းတွေအတွက်တော့ရင်ထဲမှာမကောင်းလာပါဘူး။ဒါဟာသူတို့နောက်ဆုံးဆုံးစေးရမယ့်ပျော်ရွှင်မှုဆိုတာသိနေကြလို့ပါပဲ။နောက်ဆုံးတော့ခွဲခွာရမယ့်အချိန်ရောက်လာပါပြီ။ရောင်ကူးဟာသမီးလေးကိုအဆောင်ပြင်ထိလိုက်ပို့ရင်းကျေးဇူးတင်ပါတယ်တောင်းပန်ပါတယ်ချစ်တယ်လားဆိုတဲ့စကားတွေကိုထပ်ခါတလဲလဲပြောနေခဲ့ပါတယ်။သူဟာတေချင်းတရားစီကိုတွားနေရတာတောင်သမီးလေးကိုစိတ်မပူအောင်ရေပြနေခဲ့တာပါ။ရဲစွန်းလေးကတော့အဖေဖြစ်သူဟာတနေရာကိုခဏသွားတယ်လို့ပဲထင်နေရှာတယ်။ရောင်ကူးကတကနေ3အထိရေတွက်လိုက်လို့ပြောပြီးသမီးလေးကိုနှုတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့ခြေလမ်းနဲ့ငယ်လှမ်းပြီးတဲ့နောက်မှာတော့ရောင်ကူးရဲ့ရင်ထဲကကြောက်စိတ်တွေဟာအပြင်ကိုပောက်ကွဲထွက်လာပါတော့တယ်။ရောင်ကူးဟာတန်တိုင်တွေနောက်ကနေသမီးလေးကိုလှမ်းကြည့်ရင်ကျွန်တော်ကိုကယ်ကြပါဦးကျွန်တော်အမားလုပ်ထားတာမဟုတ်ပါဘူးလို့ငိုယိုပြီးအော်ဟစ်ပါတော့တယ်။သမီးလေးစီပြန်သွားဖို့ကြိုးစားပေမဲ့အဆောင်တွေကဆွဲထားကြတယ်။ရဲစွန်းလေးလည်းအခြေအနေကိုရိပ်မိသွားပြီးအဖေဖြစ်သူကိုဖတ်ထားဖို့ငိုယိုပြီးပြေးလာခဲ့ပါတယ်။တန်တိုင်တွေကြားကနေလက်ချင်းရှက်ပြီးအားကိုးရမယ်စွာငိုကြွေးနေတဲ့တားဖားနှစ်ယောက်ရဲ့မြင်ကွင်းကဘေးကကြည့်နေတဲ့ထောင်ဆောင်တွေနဲ့တငယ်ချင်းတွေကိုပါမျက်ရည်ကျစေခဲ့ပါတယ်။ဒါဟာလောကကြီးရဲ့အရက်ဆက်ဆုံးခွဲခွာခြင်းပါပဲ။အချိန်တွေအကြာကြီးကြာပြီးတဲ့နောက်အရွယ်ရောက်လာတဲ့ရဲစွန်းဟာရှေ့နေတယောက်ဖြစ်လာပြီးအဖေဖြစ်သူရဲ့အပြစ်ကင်းစင်မှုကိုတရားရုံးမှာပြန်လည်သက်သေပြနိုင်ခဲ့ပါတယ်။သူမဟာထောင်ဝင်းထဲကိုပြန်လာရင်းအတိတ်ကပုံရိပ်တွေကိုပြန်မြင်အောင်နေခဲ့တယ်။အဲ့ဒီတုန်းကသူတို့သားအဖဟာမိုးပြန်ပူပေါင်းကြီးစီးပြီးကောင်းကင်ယံမှာလွတ်လပ်စွာပြန်တန်းခဲ့ကြဘူးတယ်။နေဝင်ချိန်လကိုကြည့်ရင်အဖေနဲ့အတူရှိခဲ့တဲ့အချိန်လေးတွေဟာအိမ်မက်တစ်ခုလိုပါပဲ။မိုးပြန်ပူပေါင်းလေးကစူးကျိုးတွေနဲ့ညှိနေခဲ့ပေမဲ့အခုတော့ရဲစွန်းဟာအဖေဖြစ်သူရဲ့ဝိညာဉ်ကိုအကျဉ်းထောင်ဆိုတဲ့နေရန်တွေထဲကနေလွတ်မြောက်အောင်လုပ်ပေးနိုင်ခဲ့ပါပြီ။ရဲစွန်းလေးဟာကောင်းကင်ယံမှာလွတ်မျောနေတဲ့မိုးပြန်ပူဖောင်းလေးကိုကြည်ရင်ထပ်ဖေးကောင်းကောင်းအနားယူပါတော့အလိုနှုတ်ဆက်လိုက်ပါတယ်စိတ်ဝင်စားဖွယ်ဇလန်းအသစ်တွေတင်ပေးမှာမို့လို့ channel လေးကို likes and subscribers လုပ်ပေးခဲ့ကြပါဦး